9 ngala 2026အင်္ဂါနေ့နေကုန်တော့လုံးမိုက်ပတိနဲ့မင်းရောတေကွက်နောက်တစ်ခုအနေနဲ့9ရက်5လ2026ကနေ6ရက်5လ2026ဒီအင်္ဂါဗုဒ္ဓ2ရက်အတွက်ဇာတုပတိနဲ့ဇာတုမွေးကွက်အတွက်ဗီဒီယိုဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေအကိုဒီမတွေအောင်ဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိသေချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပြပါဟုတ်ကဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့တူတီရှူလက်ကြီး official YouTube channel ကနေပြီးတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ channel ကို subscribe မလုပ်ရသေးတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးက channel ကို subscribe နေပြီပါ channel ကို subscribe နေပြီတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးက notification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာနော်ဘာဖြစ်လို့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးကို notification ခေါင်းလုံးလေးဖွင့်လာလဲဆိုတော့ကျွန်တော်တို့ဒီနဲ့ပတ်သက်ပြီးတင်သမျှဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်အောင်အမြင်တွေ့ရအောင် notification ခေါင်းလုံးလေးကိုဖွင့်ထားမှသာလျှင်ကျွန်တော်တို့ဒီနဲ့ပတ်သက်ပြီးတင်သမျှဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်ရမှာအမြင်တွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးဘက်ကနေပြီးတော့ notification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာနော်ကျွန်တော်ရဲ့အခုဒီဗီဒီယို like လက်မလေးတွေမနှိပ်ပေးရသေးတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးက like လက်မလေးတွေတူတယောက်မကျန်တယောက်တစ်ချက်စီဝယ်ဝင်ပြီးတော့နှိပ်ခဲ့ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုမ share ရသေးတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးက share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးမှကြည့်ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုမမျှဝေရသေးတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးကမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးတော့မှကြည့်ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာလည်းမင်္ဂလာပါတော့မဟုတ် okay လောက်တော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးဘက်ကနေပြီးတော့တယောက်တစ်ချက်စီဝယ်ဝင်ပြီးတော့မှန်းခဲ့ပြီးပါเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးကို9ရက်5လ2026အင်္ဂါနေ့နေကုန်မှာကျွန်တော်ရဲ့ချစ်မိတ်ဆွေအကိုဒီမတွေအားလုံးကိုဒါမိမိထိုးရတန်းစီမှာเนาะတစ်ချိန်သို့မဟုတ်နှစ်ချိန်ငွေသွားထုံးနိုင်အောင်လို့เนาะမင်္ဂလာရှိသောအောင်လို့ဥပေသွားအောင်လို့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးဘက်ကနေပြီးတော့တူတယောက်မရတယောက်တစ်ချက်စီမင်္ဂလာပါသို့မဟုတ်ဥပေလောက်တော့မှန်းခဲ့ပေးပါเนาะကဲကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲเนาะ30ရက်4လ2026ကြာတာရီနေကုန်မှာကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမတွေအားလုံးပဲနေကုန်မှာနှစ်ကြိမ်ဒါမိမိတို့ကတိုင်စီမှာဝင်သွားထုံနိုင်ပြီเนาะကျွန်တော်ဒါ7နာရီ10မိနစ်စီမှာဆိုရင်9လုံးမိုင်ပတ်တီအောင်တယ်4နာရီ30မိနစ်မှာဆိုရင်3ညလုံးမိုင်ပတ်တီအောင်တယ်เนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမအားလုံးပဲဘာလို့သိလဲเนาะအဲ့တော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမအားလုံးနဲ့အတူတူကျွန်တော်လည်းဒါထပ်ထုထမြဒါအပျော်လေးကူးစားရပါတယ်ထပ်ထုထမြဒါကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမအားလုံးနဲ့အတူတူเนาะဒါပျော်ရပါတယ်เนาะဝမ်းသာရပါတယ်เนาะကျွန်တော်ဒါဒီစကားလေးတော့ကျွန်တော်ဒါမဖြစ်မနေဒါထည့်ပြောပြရသည်ပေါ့เนาะကဲအဲ့ဒီတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအကိုဒီမားတွေအားလုံးတို့လာပြီเนาะ9ရက်5လ2026ကနေ6ရက်5လ2026ထိတလင်းလာsorry အင်္ဂါဗုဒ္ဓ2ရက်အတွက်ဇာတုပတိနဲ့ဇာတုမျိုးကိုဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဒါအဖွဲ့ဝင်ရမယ်เนาะဆက်သွယ်ရမယ်เนาะအကြောင်းအရာလေးတွေကိုကျွန်တော်ဘက်ကနေပြီးတော့တင်ပေးထားတာရှိပါတယ်အဲ့ဒီတော့ဒါကျွန်တော်ရဲ့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကเนาะဒါကြံခဲ့တဲ့ဘက်ကကိုမှအကြောင်းအကြောင်းရှုံးကြီးလေးရှိရတယ်အဲ့ဒီတော့ဒီဘက်မှာကဏ္ဍအများကြီးကိုလိုက်ချင်ဘူးเนาะဇာတုပတိတစ်လုံးလောက်နဲ့ဇာတုမွေးကွက်နှစ်ကွက်လောက်ကိုပဲထိတိမိမိလိုက်ပြီးတော့စော့ကျင်ပါဆိုတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားအားလုံးအတွက်တီးတန့်ထုတ်ပေးထားခြင်းဖြစ်ပါတယ်เนาะအဲ့ဒီတော့ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါကျွန်တော်ဘက်ကနေအဖွဲ့ဝင်ခေါ်ရတာဒီဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားအားလုံးကိုချုံကြတာမဟုတ်ဘူးเนาะအခုဒီဘက်မှာဒါအဖွဲ့ဝင်လာတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါလာမဲ့ရှေ့လာမဲ့အပတ်ကူပါဒါကျွန်တော်ဘက်ကနေ free မြတ်တာလက်ဆောင်တွေနဲ့ထပ်ပြီးတော့ခြာပြီးသွားမယ်ဆိုတဲ့အကြောင်းလေးကိုပါကျွန်တော်ဒီဗီဒီယိုမှာဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါပြောချင်ပါတယ်เนาะအဲ့ဒီတော့ဒါကျွန်တော်အဖွဲ့ဝင်ထားတဲ့sorry ကျွန်တော်အဖွဲ့ဝင်ခေါ်ရတဲ့အကြောင်းအရာကိုအသေးစိတ်เนาะသိရှိလို့တဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကဒါကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာဒါကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပေးထောက်ပေးထားပါမယ် Telegram သုံးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Telegram channel link ကိုနှိပ်ပြီးတော့ join တာပါ Viber သုံးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Viber channel link ကိုနှိပ်ပြီးတော့ join ထားပါเนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးအတွက်เนาะဒါ
ဇာရုပတိတစ်လုံးနဲ့ဇာရုမွေးကွက်နှစ်ကွက်နော်လာယူရမယ်ဆက်သွယ်ရမယ်ကျွန်တော်ဖုန်းနံပါတ်လေးချပေးထားတယ်ကျွန်တော်ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးအတွက်အဆင်ပြေနိုင်မဲ့နော်ဒါတန်ကြီးတစ်ခုကိုလည်းကျွန်တော်ဘက်ကနေသတ်မှတ်ပေးထားတယ်နော်အဲ့တော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးဘက်ကနေပြီးတော့နော်ဒါတန်တယ်မတန်ဘူးဆိုတာကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးမသိပြီးသားနော်ဒါကျွန်တော်ကဒါဟိုရင်တွေကဒါကျွန်တော်လုပ်နေတဲ့ဒါပုံစံအတိုင်းဒီဒါကျွန်တော်ဘက်ကနေပြီးတော့တောင်းဝင်ယူမှုတောင်းဝင်ခံမှုဒါတရားရာခိုင်နှုန်းနဲ့ကျွန်တော်ဘက်ကနေပြီးကျွန်တော်ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးကိုဒါကူညီပေးရဆိုတာလေဒါကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးမသိတယ်နော်ဒါကျွန်တော်ဒီစကားကဒါကျွန်တော်ထွေထူးထည့်ပြောနေတာမလို့တော့နော်အဲ့တော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးဘက်ကနေပြီးတော့ဒါကျွန်တော်ကိုဒါတကယ်ယုံကြည်ရဆိုမှလက်တွဲပါနော်ဘယ်သူမှအတင်းကြပ်ကြီးဒါကျွန်တော်ဘက်ကနေပြီးမခေါ်ပါဘူးဗျနော်ဒါလေးကိုကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးကျွန်တော်ပြောချင်ပါတယ်နော်အဲ့ဒီတော့ကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုကျွန်တော်အခုဒီဗီဒီယိုရဲ့ comment ပေါ်ဆုံးမှာကျွန်တော်ပေးထားပါမယ် Telegram သုံးတဲ့ကျွန်တော်ရဲ့ channel တွေကိုဒီမှာအားလုံးက Telegram channel join ပြီးတော့ဝင်ကြည့်ပါ Viber သုံးတဲ့ကျွန်တော်ရဲ့ channel တွေကိုဒီမှာအားလုံးက Viber channel join ပြီးဝင်ကြည့်ပါနော်ကဲအဲ့အတွက်ကျွန်တော်ရဲ့ channel တွေကိုဒီမှာအားလုံးတော့လာပြီနော်905လ2026အင်္ဂါနေ့နေကုန်တော့လုံးမိုက်ပသိနဲ့မေရောတိတ်ကပြောပြပါမယ်3လုံးမိုက်ပသိနဲ့10လုံးမိုက်ပသိဖြစ်ပါတယ်3နဲ့ပတ်သက်တဲ့မေရောတိတ်ကပြောပြပါမယ်33 36 39ရှင်းတဲ့ပတ်သက်တဲ့မေရောတိတ်ကပြောပြပါမယ်83 86 89เนาะအဲ့ဒါက9ရက်5လ2026အင်္ဂါနေ့နေကုန်အတွက်လုံးဝပတိနဲ့မေရောတိတ်ကဖြစ်ပါတယ်ခင်ဗျာเนาะကဲအဲ့တော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိတည်ချာလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးတဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအကူဒီမရဲ့အလုံးတစ်ယောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ9ရက်5လ2026အင်္ဂါနေ့နေကုန်မှာတစ်ချိန်သို့မဟုတ်နှစ်ချိန်မိမိထိုးအတိုင်းစီမှာငွေသားထုံနိုင်ကြပါစေเนาะစီးပွားရေးလူမှုရေးကျန်းမာရေးเนาะဆက်ဆက်ရရအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုဒီမရဲ့အားလုံးပဲဘိုင်းပါ